အားလုံးပဲမင်္ဂလာပါကိုအောင်နူးမြတ် channel နဲ့ကြိုဆိုလိုက်ပါတယ် Facebook မှာကိုယ့်ရဲ့ရေးကြီးတဲ့အချက်လက်တွေကိုအခြားသူတွေမမြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုအလွယ်ကူဆုံးနည်းနဲ့ sharing ပြုလုပ်ပေးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ပထမဆုံးအနေနဲ့ Facebook ထဲဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ဒီညာဘက်တောင်းမှာရှိတဲ့ menu bar လေးကိုတစ်ချက်သွားလိုက်မယ် menu bar ကိုရောက်တဲ့အခါမှာကျွန်တော်တို့အောင်နာကိုနည်းနည်းဆွဲပြီးတော့ stay and privacy ဆိုတာကိုတစ်ချက်ဝင်လိုက်မယ်ပြီးရင်ကျွန်တော်တို့ setting ကိုဆက်ပြီးနှိပ်လိုက်မယ် privacy share ဆိုတာနှိပ်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ပထမဆုံးမြင်နေရတဲ့ဇာတ်က who can see what you share ဆိုတဲ့အရာတစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ continue ဆိုတာကိုဆက်နှိပ်လိုက်မယ်โอเคအဲ့ဒီခါမှာအခုကျွန်တော်တို့မြင်တွေ့နေရပြီကျွန်တော်တို့ရဲ့ Facebook ကောက်ကိုဖွင့်ထားတဲ့ email address တွေ့ရတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ birthday တွေတွေ့ရတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ relationship တွေတွေ့ရတယ်ပေါ့နော်နောက်မှလည်းအများကြီးပါပဲအဓိကကျွန်တော်တို့ဒီ Gmail တွေemail တွေပေါ့နော်အခြားသူတွေမမြင်စေချင်ဘူးပြီးလို့ရှိရင် birthday ကိုလည်းအခြားသူတွေမမြင်စေချင်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီနောက်ကမြားလေးကိုတစ်ချက်နှိပ်လိုက်မယ်နှိပ်ပြီးလို့ရှိရင်ကျွန်တော်တို့က only me ဆိုတော့ထားလိုက်မယ်အပြင် save ဆိုတော့ထားလိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့မွေးနေ့မွေးရက်ကိုမသိစေချင်ဘူးဆိုလို့ရှိရင်ဒီမွေးနေ့နေရာမှာတစ်ချက်နှိပ်လိုက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အခုဆိုလို့ရှိရင်ပေါ့နော် friend of friend ကျွန်တော်တို့ရဲ့တငယ်ချင်းတွေတော့မြင်ရတယ်အဲ့ဒီအတွက်ကျွန်တော်တို့ကနေပြီးတော့ဒီ only me ဆိုတော့ထားလို့ရှိရင်ကိုယ်အောင်လွှဲပြီးတော့အခြားသူတွေဘယ်သူမှမြင်နိုင်မှာမဟုတ်တော့ပါဘူးအဲ့လိုပဲကျွန်တော်တို့မွေးတဲ့နှစ်ကိုလည်း only me ထားလိုက်မယ်ကျွန်တော်ဒီ email address တွေ birthday တွေကအခြားသူတွေသိလို့ရှိရင်ကျွန်တော်တို့ရဲ့ account ကိုအလွယ်တကူဟန်နိုင်တာဖြစ်တဲ့အတွက်ဒီ email address တွေ birthday တွေကိုမဖြစ်မနေ only me ထားဖို့အကြံပြုချင်ပါတယ်ခင်ဗျာပြီးလို့ရှိရင်ကျွန်တော်နောက်မှာထပ်ပြီး click ချင်တယ်ဆိုရင်လည်းဒီ next ကိုနှိပ်ပြီးတော့တစ်ခုချင်းဝင် click သွားလို့ရပါတယ်ခင်ဗျာโอเคကျွန်တော်ကတော့အရေးကြီးတဲ့အချက်လက်လေးပြောပြပြီးသွားပြီဖြစ်တဲ့အတွက်ဒီဗီဒီယိုလေးကိုဒီမှာပဲရပ်လိုက်ပါမယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like and share and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်